အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်မှာကတော့ငါးငါးလေးရဲ့ငချင်းလေးရဲ့ကိုနှစ်မျိုးချက်ပါမယ်ငါးလေးကိုရေစီးတန့်စင်ပြီးစားစနစ်ချုံမှုမပြိုင်လေးနဲ့နေပြီးနှက်ထားပါတယ်စီပူလိုက်ချက်သွန်အဖြူနီးချင်းလေးထောင်းပြီးတော့ရောင်တင်မှုန့်လေးနဲ့စီတက်ပါတယ်စီတက်နေတဲ့အချိန်မှာပဲရှမ်းနန်နန်လေးကိုပပလီပြီးစီတက်ပါတယ်ရှမ်းနန်နန်လေးကနန်နန်မင်းလိုပင်စိမ်းလိုမနူးညံ့တဲ့အတွက်ကြောင့်စီတက်တဲ့အချိန်မှာသူ့ကိုတခါလေးထည့်တက်ပါတယ်ရုပ်စီလေးမှုလာပြီဆိုရင်တော့ငါးလေးတွေထည့်လိုက်ပါတယ်ငါးလေးနဲ့စီလေးနဲ့နှံ့တော့အောင်နေပေးပါတယ်ငါးလေးတွေနူးဖို့မရုပ်ဆုံးဆေးရည်လေးနည်းနည်းထည့်ပေးပါတယ်ငါးအိုက်ဆိုတဲ့ငါးကိုတော့ကြားဘူးပါတယ်ဒါပေမဲ့တစ်ခါမှချက်မစားဘူးပါဘူးဘူးလို့ချက်စားကြည့်တော့လေတော်တော်လေးစားကောင်းပါတယ်ရှင်ချက်ပါပြီရှင်စားကြပါအောင်နောက်ထပ်ငချင်းလေးကိုတစ်မျိုးလေးချက်ပါအောင်မယ်ငချင်းလေးတွေကိုတန့်စင်ဆေးကြောပြီးစားစနစ်ချုံမုံငါပြိုင်လေးနဲ့နေပြီးနှက်ထားပါတယ်သူကလည်းပဲစီပူလာရင်ကြက်သွန်အဖြူနီချင်းလေးနဲ့ငရုတ်တီးအရောင်တင်မှုန်လေးထောင်းထားတာလေးကိုစီအိုးထဲထည့်ပြီးတော့စီတက်ပါတယ်ရှင်ချက်တာချင်းကတော့အတူတူပါပဲရှင်စီတက်တယ်ရုပ်နဲ့လေးမွေးလာရင်ငါးထည့်တယ်ငါးလေးနဲ့စီလေးနဲ့ရောသွားအောင်မွေးပေးတယ်နောက်ထပ်ငါးလေးတွေနူးဖို့အတွက်ရေလေးနည်းနည်းထည့်ပေးတယ်သူလည်းစီပြန်ချက်တာပါပဲရှင်သူကြတော့ပင်စိမ်းလေးခတ်မှမလို့နောက်ဆုံးပိတ်ချက်ခံနီးမှာအိုးချခံနီးမှာပင်စိမ်းလေးကိုထည့်လိုက်ပါတယ်ရမ်းစားလို့ကောင်းပါတယ်ချက်ပါပြီစားလို့ရပါပြီစားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေနောက်ထပ်လည်းပြန်တွေ့ပါအောင်မယ်တတ်တာ